MEC scholarship ရှောက်ရှင်နေသူတွေမဖြစ်မနေ follow လုပ်ထားတဲ့ page 9ခုနောက်ဆုံးမှာ2029အတွက်ရှောက်မဲ့သူတွေအတွက်အရန်ကိုအရေးကြီးတဲ့ seminar လေးတစ်ခုအကြောင်းလည်းပြောပြဖို့ရှိပါတယ်နံပါတ်1 Maja ကျတော့အဓိက MEC ရှောက်မဲ့လူတွေအတွက် information တွေအမှတ်သတ်မှတ်ချက်တွေကိုသူတို့ဘက်ကနေပြီးတော့ထုတ်ပြန်ပေးပါတယ်ပြီးတော့ရင်ဘယ်အချိန်ရှောက်ရမယ်ဘယ်စာရွက်စာတမ်းတွေတင်ရမယ် step တွေကအစားအကုန်လုံးကိုတစ်ဆင့်ချင်းစီ update လုပ်ပေးတာမဟုတ်လို့ Maja ကိုအရင်ဆုံး follow လုပ်ထားဖို့အရေးကြီးပါတယ်နံပါတ်2မြန်မာနိုင်ငံမှာရှိတဲ့ဂျပန်တန်ယုံMEC scholarship စားခေါ်ရင်ဂျပန်တန်ယုံကနေလည်းတင်ပေးတယ်ပြီးတော့ရင်တခြားသောအရေးကြီးတဲ့အချက်လက်တွေ visa နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းအဲ့ဒီမှာဖတ်လို့ရတာဖြစ်တဲ့အတွက်ဒါကိုလည်းလိုက်လုပ်ထားတင်ပါတယ်နံပါတ်3 The Japan Foundation speech scoring test တွေလည်းသူတို့လုပ်ပေးတယ်တချို့ event လေးတွေဆို cultural event လေးတွေလုပ်ပေးရင်ဟိုအဆင်ပြေတဲ့သူဆိုရင်တော့ join လို့ရတယ်နံပါတ်4ကကြတော့ OJE ရိုင်သူကအဲ့လိုကျောင်းနဲ့ပတ်သက်တဲ့ info တွေလည်းအများကြီး share ပေးတယ်ဒီလိုကဒီဂျပန်မှာကျောင်းတက်ချင်တယ်ဘယ်ကျောင်းတွေဘယ်လိုမျိုးစုံစမ်းချင်တယ်ဆိုရင်သူတို့ရှိမှာ consultation ယူလို့ရတယ်အမလည်းယူခဲ့ပူတယ် academic ပိုင်းနဲ့ပတ်သက်ပြီးတော့အရန်ကိုအကူအညီဖြစ်တယ်လို့ထင်တယ်ဒီ page လည်းလိုက်လုပ်ထားတင်ပါတယ်နောက်ဆုံးအနေနဲ့ number 5 MMSA ပေါ့နော် winner senior တွေကပေါင်းပြီးတော့ဖွဲ့ထားတဲ့အဖွဲ့အစည်းပေါ့နော်အမှဆိုရင်မိခွန်းဟောင်းနေတင်ပေးရဲအရှိက senior ရဲ့ interview တွေသူတို့ရေးထားတဲ့ blog လေးတွေလည်းဖတ်လို့ရတယ်ပြန်ပြီးတော့လည်း seminar တွေလည်းလုပ်ပေးရပေါ့နော် seminar တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီနှစ်လျှောက်တဲ့သူတွေရောနောက်နှစ်လျှောက်ချင်တဲ့သူတွေရောကိုမေးချင်တာတွေကို live ကနေလည်းမေးလို့ရတယ်live မှာလည်းပြန်ပြီးတော့ senior ရတီးတလောက်ပြန်ဖြေပေးပါလိမ့်မယ်ဒါကြောင့်မို့လို့ဒီနှစ်လျှောက်မဲ့သူတွေမဖြစ်မနေအဲ့ဒီ seminar ကိုတက်ဖြစ်အောင်တက်ဖို့အမှတိုက်တွန်းလိုက်ပါတယ်အဲ့တော့ MEST ကိုဒီနှစ်ဖြေထားတဲ့သူရှောက်ထားတဲ့သူတွေရှိလားcomment မှာဗာ major ရှောက်ချင်လဲသိချင်တာတွေရှိရင်အမောင်မေးလို့ရပါတယ်ဒီ information တွေကအရေးကြီးတဲ့အတွက်ဒီ video လေးကိုသိထားလိုက်ပါအောင်เนาะရှောက်မဲ့သူတွေရှိရင်လည်းပြန်ပြီးတော့ sharing လုပ်ပေးလိုက်ပါအောင် scholarship ရှောက်တဲ့အခါမှာအရေးကြီးတဲ့အချက်တွေကိုထပ်ပြီးတော့ဝေမျှပေးတော့မှာဖြစ်လို့ follow လဲလုပ်ထားလိုက်ပါအောင်เนาะတတား